အားလုံးပဲမင်္ဂလာပါဗျာနော်ကျွန်တော်တို့လာမယ့်တစ်ပတ်ဘောနော်12လပိုင်း15ရက်ကနေ19ရက်နေ့ထိအတွက်ကျွန်တော်တစ်ပတ်စာမှန်ပါတစ်ပတ်စာအဖွဲ့ဝင်စပြီးတော့လက်ခံနေပါပြီနော်လာမယ့်တစ်ပတ်ကကျွန်တော်တို့ဒီမှာဖောင်းရမရှိဘူးနော်လာမယ့်တစ်ပတ်ကကျွန်တော်ဒီမှာဖောင်းရမရှိဘူးနော်ပိတ်ရမရှိဘူးပိတ်ရမပါဘူးနော်ရက်အပြည့်9ရက်အပြည့်ကစားရမှာဖြစ်ပါတယ်နော်9ရက်အပြည့်ကစားရမှာဖြစ်ပါတယ်ကျွန်တော်တစ်ပတ်စာအဖွဲ့ဝင်ကြီးကတော့ကျွန်တော်တို့ပုံမှန်1000ကျပ်ဖြစ်ပါတယ်နော်1000ကျပ်ပါမနေ့မများလွန်းပါဘူးနော်မများလွန်းတဲ့နှုန်းထားနေပါကျွန်တော်တို့ငွေလွှဲမဲ့ပုံကူများအနေနဲ့ကဝေမန်းလေးဆိုရင်39 431 549 939 ARP ကနေလွှဲမဲ့ဆိုရင်လည်းကျွန်တော်အပေါ်မှာပြောခဲ့တဲ့39 431 549 939 KB နဲ့လွှဲမဲ့ပုံကူတွေက39 259 54လုံး86ဖြစ်ပါတယ်နော်ကျွန်တော်ငွေလွှဲပြည်စာကိုကျွန်တော် Viber မှာ Viber 39 431 549 939မှာပို့ထားနိုင်ပါတယ် Telegram ကနေအဖွဲ့ဝင်မဲ့ပုံကူတွေအနေနဲ့က t.me ငွေကို 2D ဆိုပြီးတော့မှကျွန်တော်တို့ရိုက်ရှာလိုက်ပါအဲ့ဒီမှာကျွန်တော်ပို့ထားလို့ရပါတယ်နော် Telegram ကနေပြီးတော့အဖွဲ့ဝင်မဲ့လူတွေကဒီမှာဒါ Telegram နော် Telegram account ဖြစ်ပါတယ်နော် Telegram မှာနော်ဒီဘက်မှာဒါ Viber နော် Viber ဆိုရင်ဒီဘက်မှာနော်439 549 939ဖြစ်ပါတယ်နော်ပြီးခဲ့တဲ့ဘက်ကကျွန်တော်ပန်းရောင်ကအောင်မြင်မှုပါနော်ပန်းရောင်ကအောင်မြင်မှုလေးပြပါမယ်ပန်းရောင်ကကျွန်တော်မပြောက်ပတ်တီလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်၄ကိုလို့ထွက်တယ်ဒီမှာ main order ထဲမှာလည်းပါပါတယ်နော်၄ကိုဒီမှာနော် main order ပါပါတယ်ကျွန်တော်2ရက်အတွင်း2ခွန်ချိန်မှာဆိုရင်လည်းကျွန်တော်တို့2နဲ့92လို့အရင်ထွက်တယ်ထွက်ပြီးမှကျွန်တော်25ဆိုတဲ့ main order ပါပါတယ်နော်2ခွန်ပရိတ်တစ်မျိုးမှာဆိုရင်လည်း52ဆိုပြီးတော့ main order ပါပါတယ်နော်ကျွန်တော်325ခွန်အခွေကိုအဓိကထားပြီးတော့ပေးထားတာဖြစ်ပါတယ်နော်24ခွန်9အခွေ24ခွန်9အခွေမှာဆိုရင်ဒီမှာကျွန်တော်တို့ပထမဆုံး92လို့ထွက်ပြီးတော့နောက်မှာကျွန်တော်တို့ခွန်9ဆိုတဲ့ကဏ္ဍထွက်ပါတယ်နော်ဟုတ်ပြီနော်ပြီးခဲ့တဲ့ဘက်ကတော့ကျွန်တော်မွေး9ခွက်မထွက်သွားပါဘူးမွေး9ခွက်ကမထွက်သွားပါဘူးပြောရရင်ကျွန်တော်ပန်းရောင်က9မျိုးပေးတာပေါ့နော်ပန်းရောင်ကပုံမှန်9မျိုး5မျိုးကကြတော့ကျွန်တော်မတာဝန်ခံရတာတွေအများများပါတယ်5မျိုးလုံးကြီးကိုအာမခံရတာပါပတ်စံကျွန်တော်တို့အဖွဲ့ဝင်ကြီးယူတာမှကျွန်တော်1000ပဲယူပြီးတော့ကျွန်တော်တာဝန်ခံရတဲ့ပမာဏအများများလုံးနေပါတယ်5မျိုးကြီးပါ5မျိုးဖြစ်တဲ့တော့ကျွန်တော်ဒီ15ရက်ကနေ19ရက်နေ့အထိအတွက်ကိုကျွန်တော်ပုံစံတစ်မျိုးပြောင်းထားပါတယ်နော်ပုံစံတစ်မျိုးပြောင်းထားပါတယ်ဒီမှာအဖွဲ့ဝင်တွေအတွက်ဘာတွေပေးမလဲဘာတွေရမလဲဆိုရင်အဖွဲ့ဝင်မဲ့လူတွေအတွက်ကကျွန်တော်ဗုဒ္ဓဟူးမကျော်နော်ဒုရှယ်ပတ်တီးတစ်လုံးနဲ့main or 4ခွက်ကျွန်တော်ဒါရပါမယ်နော်ဒီအပြီးမှာဖြစ်ပါတယ်15ရက်ကနေ19ရက်နေ့ထိအတွက်ကအဖွဲ့ဝင်တွေအတွက်ကကျွန်တော်ဒီတစ်မျိုးပဲရပါမယ်နော်ဗုဒ္ဓဟူးမကျော်ဒုရှယ်ပတ်တီးတစ်လုံးနဲ့ကျွန်တော်တို့ဒီမှာ share all 4ခွက်ပေါ့နော် share all 4ခွက်ဒီ4ခွက်ရပါမယ်နော်ဒီ4ခွက်ပါနော်ဒီ4ခွက်ရမယ်ပြီးတော့ဒီမှာနေ့တိုက်ကဏ္ဍပေါ့နော်ကျွန်တော်တွက်လို့ရတဲ့နေ့တိုက်ကဏ္ဍ4ခွက်ကျွန်တော်ပုံမှန်ရောင်းတဲ့ပေါက်ပေး2000နဲ့အချိန်တိုင်းရောင်းတယ်ကျွန်တော်တို့4ခွက်ရပါမယ်ပြီးခဲ့တဲ့အပတ်ကဆိုလို့ရှိရင်ကျွန်တော်အဖွဲ့ဝင်တွေနေ့တိုင်းလည်းအောင်မြင်မှုရကြပါတယ်အဲ့ဒီအပေါ်မှာကျွန်တော်ငွေကြေးတစုံတရာတောင်းခံခြင်းမရှိပါဘူးအဖွဲ့ဝင်ကြီး1000နဲ့အပြီးပါတစ်ပတ်စာအပြီးဖြစ်ပါတယ်နော်အဲ့ဒီအတွက်ကျွန်တော်ဒီမှာဘာကြောင့်ဒီတစ်မျိုးတည်းပေးမှလဲဆိုရင်ကျွန်တော်ဆောနာကပြောခဲ့တယ်လို့ပဲပန်းရောင်က9မျိုးကြီးပြီးတော့9မျိုးလုံးကြီးကိုကျွန်တော်အာမခံရတာဖြစ်ပါတယ်နော်တာဝန်ယူတာဝန်ခံရတာဖြစ်တဲ့အတွက်9မျိုးလုံးကြီးနဲ့အဖွဲ့ဝင်1000ဆိုတဲ့ဟာကြတော့ကျွန်တော်ဘက်ကပြန်ကြည့်ရင်ကျွန်တော်မှာဝင်နေအရန်ပြပါတယ်နော်အဲ့ဒီအတွက်ကြောင့်ဖြစ်ပါတယ်နော်အဖွဲ့ဝင်မဲ့လူတွေကကျွန်တော်ကပတ်တိပတ်ရတာလုံးဝစိတ်အားမထက်သန်ဘူးမပတ်ချင်ဘူးဆိုရင်ကျွန်တော်ပန်းရောက်ကထဲမှာပါတဲ့အခွေရှိမယ်ဗရိတ်နှမျိုးရှိမယ်2ရက်တွင်ချင်းရှိမယ်မွေးကနန်း9ခွက်ရှိမယ်เนาะအဲ့ဒီကမိမိကြိုက်နေတဲ့ရာတစ်ခုကိုရှာပေးပါဆိုရင်လည်းကျွန်တော်ပေးပါမယ်ဒါမဲ့တစ်ပတ်အဖွဲ့ဝင်ပုံစံပြောင်းပါတယ်เนาะအဖွဲ့ဝင်မဲ့လူကတစ်မျိုးပဲရပါမယ်ကျွန်တော်အဓိကကတော့ပတ်တီးနဲ့ main or 4ခွက်ဒါပဲရပါမယ်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်အဖွဲ့ဝင်မဲ့လူတွေကကျွန်တော်အပေါ်မှာပြောခဲ့တဲ့ဖုန်းနံပါတ်တွေမှာဆက်သွယ်နိုင်ပါတယ်Viber 39 431 549 939နဲ့ Telegram ကမိတ်ဆွေများအတွက် t.me ငွေကို 2D လို့ပြီးတော့ရိုက်ရှာပြီးတော့မှ Telegram ကနေလည်းဆက်သွယ်နိုင်ပါတယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်